Hello အားလုံးပဲမင်္ဂလာပါရှင်ဒီအခုရောက်နေတဲ့နေရာကတော့တီတီမင်္ဂလာကဘာအေးစီရီဖြစ်ပါတယ်ရှင်တီတီမင်္ဂလာကဘာအေးစီရီမှာဒီအခုဖျားဖို့ကုတူရွေးနဲ့အတူခွင့်ရတဲ့သမီးအားလုံးကိုလည်းပြေစုမကောင်းတောင်းပေးပါတယ်ရှင်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံကြပါစေအားလုံးလည်းကတိသုံးပါးပြီးမှကျွန်တော်နိုင်ကြပါစေရှင်ပြင်းတဲ့တူဒီရဲ့ blog လေးကိုကြည့်ရင်းနဲ့တူအားလုံးလည်းဖျားတူတူဖူးကြမယ်နော်ဒီရဲ့အခုဒီရိုက်ထားတဲ့ video blog လေးတွေကိုပေါ့နော်အကုန်လုံးကိုတရား YouTube မှာလည်းပြင်တင်ပေးထားပါတယ်ရှင်ပြည့်ရဲ့ YouTube channel link လေးကိုလည်းပြပြပေးထားပါတယ်ဒီချာလေးကိုရောက်ပြီးတော့ကြည့်နိုင်ပါတယ်ရှင်ဒီရဲ့ blog channel လေးကိုကြည့်ရှုရင်းနဲ့အားလုံးလည်းစိတ်အေးချမ်းပါစေကိုအေးချမ်းပါစေနော်